ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ဆရာသမားကိုအယောင်တင်ကျင်တဲ့အခါကျတော့ခေတ်ဆက်ဆက်မှာပေါ်ထွက်လာကြတဲ့ဗိုလ်ချုပ်တွေကိုအယောင်မှိန်အောင်လုပ်ကြပါတယ်တချို့ကိစ္စတွေမှာတစုံတစ်ယောက်ကိုအယောင်တင်ကျင်တဲ့အခါကျတော့တခြားသောသူတွေကိုအယောင်မှိန်အောင်လုပ်ပစ်တတ်တဲ့သဘောရှိပါတယ်ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ဆရာသမားကိုအယောင်တင်ကျင်တဲ့အခါကျတော့ခေတ်ဆက်ဆက်မှာပေါ်ထွက်လာကြတဲ့ဗိုလ်ချုပ်တွေကိုအယောင်မှိန်အောင်လုပ်ကြပါတယ်ဗိုလ်ချုပ်အောင်ဆန်းကိုအယောင်တောက်တဲ့တောက်အောင်ဤပေါင်းစုံနဲ့လန်ကျုပ်ဇလန်ပေါင်းစုံနဲ့အယောင်တွေတင်ပေးခဲ့ကြပါတယ်သူအယောင်တက်တော့ဘာဖြစ်လဲတခြားသောဗိုလ်ချုပ်တွေအယောင်မှိန်နေလက်ရှိခေတ်ကာလမှာသက်ရှိထင်ရှားရှိနေကြတဲ့ဗိုလ်ချုပ်တွေအယောင်မှိန်နေပေါ့ဗျာသူအယောင်တောက်ပါလေသူ့အရေးကိုမှီနေတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုရောင်ကိုဝါကလည်းတောက်ပါလေအဲ့ဒီတော့ဘုံမတိကိုမတိတွေကလည်းသူတို့သားဖပေါ်မှာချစ်ခင်ယုံကြည်လေးစားထောက်ခံကြလိမ့်မယ်ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်ပြီးတော့အယောင်တင်ပေးတဲ့ဇလန်းလေးရှိပါတယ်လူတိုင်းသိပြီးသားပါပဲပြုံးနဲ့နံပြားဆိုတဲ့ဇလန်းလေးပါဗိုလ်ချုပ်တယောက်လုံးဖြစ်နေပြီးတော့ချိုးကြံချွေတာလွန်းလို့ breakfast ကိုပဲပြုံးနဲ့နံပြားစားတယ်အင်မတန်ရိုးသားတဲ့ပုဂ္ဂိုလ်ကြီးအင်မတန်ရောင်ရဲလွယ်တဲ့ပုဂ္ဂိုလ်ကြီးအခုခေတ်ဗိုလ်ချုပ်တိန်နေများကွာလိုက်တာဆိုပြီးတော့လူရုံမှာစာရေးဆရာတွေကစင်ပေါ်မှာလက်ကုပ်တန်ခြူခဲ့တဲ့အလုံးလေးပေါ့ဗျာအဖြစ်ပြက်လေးတေးသေးချာချာပြန်စဉ်းစားကြည့်ပါ breakfast ကိုပဲပြုံးနဲ့နံပြားစားခြင်းတယ်လို့ကိုအောင်ဆန်းကသူမိမကိုစာရေးထားတယ်ဟုတ်ပြီအဲ့ဒီခေတ်က1940ကျော်ခေတ်ပါ1945 46ပေါ့အဲ့ဒီအချိန်မှာနံပြားဆိုတဲ့အရာဟာလွယ်လင့်တကူဝယ်လို့ရတဲ့မုံမျိုးလားအခုခေတ်လိုမျိုးနေရာတိုင်းလမ်းတောင်တိုင်းရက်ကွက်တိုင်းမှာလက်ဖက်ဆိုင်ကြီးရှိနေသလားမရှိပါဘူးနံပြားဆိုတဲ့အရာဟာအဲ့ဒီခေတ်တုန်းကအဲ့ဒီအချိန်တွေတုန်းကအင်မတန်ကိုရှာရှာပါပါရောင်းချတဲ့အစားအသောက်ပါနောက်တစ်ခါဗိုလ်ချုပ်အောင်ဆန်းနေတဲ့အိမ်ကိုလက်ရှိပြတိုက်လှုပ်ထားတဲ့အိမ်မှာအဲ့ဒီတုန်းကနေတာပါအဲ့ဒီအိမ်နဲ့အနီးတစ်ဝိုက်မှာနံပြားရောင်းတဲ့ဆိုင်မရှိပါဘူးအဲ့ဒီအိမ်ကနေပြီးတော့နံပြားလူချင်းနဲ့စိုးရင်မြို့ထဲတိထွက်ပြီးတကူးတကဝယ်မှရမှာပါဒီအတိုင်းပါပဲပဲပြုတ်အခုခေတ်လို့ပဲပြုတ်ပူပူလေးဆိုပြီးတော့ပဲပြုတ်တောင်းကိုခေါင်းမှာရွက်ပြီးတော့လိုက်ရောက်တဲ့ခေါင်းရွက်ပြတ်ထိုးတဲ့တွေအဲ့ဒီချိန်မှာမရှိသေးပါရှိခဲ့ရင်လေအဲ့ဒီရက်ွက်ထဲကိုဘယ်ပဲပြုတ်တဲ့ကမှမနဲ့ဆိုရင်ဝင်မရောင်းရပါဒါကြောင့်မို့ဆရာကိုအောင်ဆန်းကပဲပြုံးနဲ့နံပြားစားခြင်းနဲ့ဆိုတာဟာရောင်ရဲတင်းနေတဲ့စိတ်ချိုးကြံချွေတာတဲ့စိတ်မျိုးနဲ့စားခြင်းတာမဟုတ်ပါဘူးခဲရခဲစစ်ဝယ်ရတဲ့နံပြားတကူးတကသွားဝယ်ရတဲ့နံပြားလိုက်ရှာပြီးဝယ်မှရမယ်ပဲပြုတ်ဒီလိုအစားအစာမျိုးကိုသူကစားခြင်းတာပါဒါကိုလူယုံမှာစာရေးဆရာတွေတချို့သောယုံမာတဲ့ကောင်တွေကဗိုလ်ချုပ်ကတအားကိုချိုးကြံချွေးထားတဲ့ breakfast လေးကိုပဲပြုံးနဲ့နံပြားလေးပဲစားတယ်စားကျင်တာတော့မှရရင်စားကျင်တယ်လို့ရေးတယ်ဒီလိုမျိုးပြောကြတယ်အဲ့တော့ကျွန်တော်ပြောသလိုတွေးကြည့်ပါအဲ့ဒီချိန်တုန်းကနံပြားဆိုတာနေရာတိုင်းမှာဝယ်လို့မရပါဘူးသူနေတဲ့အိမ်မှာဆိုရင်ပို့ဆိုးတာပေါ့အဲ့ဒီအိမ်ကနေနံပြားရောင်းတဲ့ဆိုင်ကိုတွားဖို့မော်တော်ကားနဲ့သွားမှရမှာပါစီကုန်ပါတယ် driver တယောက်အလုပ်ရှုပ်ပါတယ်ပဲပြုတ်ဒီတိုင်းပဲလိုက်ရှာရတာတကူးတကစီစဉ်ပြီးမှစားလို့ရတဲ့အစားအသောက်ကိုဒီလူပူစားတာပါနောက်တစ်ချက်ကဒါလေးစားဖို့ကိုတောင်မှမရလုတ်တဲ့သူကိုစာရဆောင်ပေတစ်ဖွဲ့ရေးထားရတယ်ဆိုရင်သူတို့လင်မယားကြားမှာရှိနေတဲ့ဆက်ဆံရေးမနှွေးထွေးဘူးဆိုတာကိုမှန်ကြည့်လို့ရပါတယ်ဆက်ဆံရေးမနှွေးထွေးဘူးဆိုရင်ဘာကြောင့်လဲအိမ်တော်စုမှာအစင်မပြေမှုတွေလင်မယားနှစ်ယောက်ကြားမှာအစင်မပြေခြင်းတွေရှိနေလို့ပါပဲနောက်တစ်ခါဒေါခင်ကြီးသူသာမယားဝတ္တရား၅ပါးခြေပြုံခဲ့မယ်ဆိုရင်ညမိတ်ခင်တွေကရှင်မနဲ့ဗာစားခြင်းလေကျမဗာလီစီစဉ်ထားပေးရမလဲလို့
မေးလို့ရပါဒါတည်းကကျွန်တော်နောက်ဆက်တွဲမှာပြောမဲ့ဗီဒီယိုဖိုင်တွေအတွက်အမီးပါဒေါ်စန်းစုကြည်သာမြန်မာပြည်နိုင်ငံရေးလမ်းကြောင်းတွေကိုဝင်မလာခဲ့ဘူးဆိုရင်ဗိုလ်ချုပ်အောင်ဆန်းနဲ့ဒေါ်ခင်ကြည်နဲ့ကငကိုအတိုင်းလေးပဲခန့်ခန့်ညာညာလှလှပပလေးရှိနေမှာသို့တော့ဒေါ်စန်းစုကြည်ဝင်လာတယ်ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဆိုတဲ့အရှိန်နဲ့သူ့ပေါ်မှာတချို့သောပြည်သူတွေကချစ်ခင်ယုံကြည်လေးစားထောက်ခံကြတဲ့အခါမှာတိုင်းပြည်အတွက်စိုးကျိုးတွေအများကြီးဖြစ်ပါတယ်တိုင်းပြည်အတွက်စိုးကျိုးတွေအများကြီးဖြစ်လာတဲ့အချိန်မှာဗိုလ်ချုပ်အောင်ဆန်းကဘလို့လူစားဒေါ်ခင်ကြည်ကတော့ဘလို့လူစားဒါကြောင့်မို့ဒေါ်အောင်ဆန်းစုကြည်ကလည်းဘလို့လူစားဆိုတာပြည်သူအများစုသိအောင်ကျွန်တော်တို့တွေကပြောပြရမယ်တောင်းရှိပါတယ်လူကြီးတွေကတော့လူကြီးဖြစ်တာနဲ့အညီဟာရောအဲ့ဒီကောင်တော့ဒါရီတာတွေမကောင်းဘူးကွာအဲ့ဒီမျိုးသမီးကတော့ဒါရီတာတွေမကောင်းဘူးကွာဆိုတဲ့စကားကိုခေတ်ဆက်ဆက်ဘယ်သူမှပြောမသွားကြဘူးဒီလိုပြနေကုန်းချုပ်နေနဲ့ပြောရမယ်ဆိုရင်ခမရတို့တွေတိတ်ညွန့်နေတဲ့ပဲပြုံးတဲ့နံပြားဆိုတာဆရာကောင်ဆန်းချိုးချံချွေတာပြီးတော့ရောင်ရဲပြီးတော့မှားတာမျိုးမဟုတ်ပါဘူးတကူးတကသွားဝယ်ရမယ်တိတ်တိတ်ချာချာလိုက်ရှာရမယ်အစားအသောက်မျိုးကိုပူစားတာပါအဲ့ဒီချိန်တော့အိမ်မှာနှုတ်စီတွေရှိတာပဲကြားတွေရှိတာပဲရောင်ရဲတဲ့ချွေတာလဲဆိုရင်ဗျာခမရကော်ဖီလေးဖြော်တော့လိုက်ပေါ့ရနေတာမော်တော်ကားနဲ့တကူးတကထွက်ဝယ်မှရမယ်နံပြားနဲ့ဟိုတောင်ဒီတောင်ဟိုဈေးဒီဈေးမှာလိုက်ရှာမှရမယ်ပဲပြုတ်ဒီခေတ်နဲ့မတူဘူးနော်1945 46တွေးကြည့်ကြပါဘယ်တော့ရှာမလဲဆိုတာတကူးတကလိုက်ရှာမယ်အရာကိုပူစားတယ်ဆိုတဲ့ကဒီလူဟာရောင်ရဲတင်းနေတဲ့စိတ်ရှိသလားမရှိဘူးလားအိမ်မှာရှိနေတဲ့အရာနဲ့မစားနိုင်လို့တော့မှာဗျာဒါကိုပူစားတာဒါကိုပဲဇက်မနာနာအောင်အင်မတန်ရောင်ရဲပါတယ်အင်မတန်သနာစရာကောင်းပါတယ်ဆိုတော့တချို့သောသူများကျွန်တော်ပြောတဲ့ဗီဒီယိုဖိုင်လေးကိုနားထောင်ပြီးကျွန်တော်ပြောတဲ့စကားလေးတွေကိုစဉ်းစားကြည့်ပါကျွန်တော်မင်းကိုဆိုပါဗျာ